ဒီဘက်ကအေးပါလေနေရလေဟာရှိလာအောင်ရောက်နေရနောက်ကမျက်နှာကြီးမြင်ဘူးလားမသိလို့မျက်နှာကြီးရှိနေတာမသိလို့ဟာဟုတ်ကောမျက်နှာနဲ့ဖြစ်တဲ့သဘောကြနေတာဝမ်းသာဒီဘက်ကကိုဝန်ဒီဟာဒါအေးလို့ထားပါလားနည်းနည်းငါမြူးမြူးကြောက်ကြောက်မထိတ်ဟုတ်လားကမလေးတို့ချစ်သားပါချစ်ဘူးချစ်သားမလို့ချစ်ချင်ပါဘူးတော့မနေရမဖိတ်တာ900ဟလားဒီလိုလက်ရက်တွေစိတ်ဝင်စားဝတ်သားကြည့်ရမယ်ပေါ့ဟာငါဤသား98ရောက်တဲ့နဲ့ဒီလိုလက်ရက်တွေတယောက်မှမပါဘူးဟေးမနေ့ပြန်လားတောင်းလိုက်မယ်မပူနဲ့နော်မကြိုက်ဘူးနင့်ကိုမကြိုက်ဘူးပြောနေတာစီလိုနာမှာတောင်းပါလားအတောင်းဝင်တာနဲ့နင့်ကိုပြောရတာစိတ်ညစ်တယ်နော်သိတယ်ငါကောရှိတ်ရမ်းနေတာမချင်မှန်းသိတယ်ကမလေးမင်းကကို့ဘာလို့ချစ်နိုင်လဲမလို့ချစ်ပါဦးမင်းတို့မင်းသမီးရတကယ်တော့မင်းတို့လိုချင်တာကနဂတ်ပေါ့ကိုတို့လိုအကြတာသေးသားပေးနေတာကဖနက်မိုက်တယ်နဂတ်နဲ့ဖနက်နဘေးကရကြိုက်တယ်ဒီတော့ကမလေးမင်းကကို့ဘာလို့ချစ်နိုင်လဲမလို့ချစ်ပါဦးရှင်မင်းလိုချင်တာကလေပြင်းမှာဆွဲထားတဲ့ပလဲကိုကိုလိုအကြတာသေးသားပေးနေတာကဟိုရင်ဘတ်ထဲကအသေးတလို့မိုက်တယ်နော်ဟုတ်တယ်လေနော်မင်းလိုချင်တာကလေဘက်မှာဆွဲထားတဲ့ပလဲကိုငါပေးနိုင်တာကရင်ဘက်ထဲကအတင်းတလို့ငါကောင်းပါလေမင်းကကိုဘာလို့ချစ်နိုင်လဲမလို့ချစ်ပါဘူးဆိုမင်းလိုချင်တာကနေပူမိုးရသွားမို့ထီငါပေးနိုင်တာကဘိုင်းလေမညစ်ပါနဲ့ဘုန်းကြီးသားလေးမှာဟမ်ဒီရောက်ဝရကနေကြီးထဲမှာအေးလေဟာမပြောကောင်းပြောဟာအဲ့ဒါလေးတကယ်မင်းတို့ငါပြန်သက်လာအောင်မယ်သူလိုချင်တာကနဂတ်ငါပေးနေတာကဖဏတ်နဂတ်ဖဏတ်နဘေးကာယကြိုက်တယ်သူလိုချင်တာကပလဲကိုငါပေးနေတာကအတင်းနှလုံးနဘေးကာယကြိုက်တယ်ဒီလိုချင်တာကထီငါပေးနေတာကအင်းဒီမပေးနေတာလေလို့ဟမ်အဲ့ဒါတော့ဘာပေးလဲမလဲကလေးမကြိုက်တာပေးလဲမလားဘာကမလေးဘာပေးရမလို့မင်းပေးချင်တာပေးအေးငါပေးချင်တာပေးတယ်လေယူမှာပေါ့ယူငါပေးချင်ရဲ့ဘာလားဖီလွဲတယ်လေဆွဲကုန်ဟုတ်တယ်လေသူကဖီလို့ချင်တယ်ကွာဖီတော့ပေးနိုင်ပါတယ်ဖီတစ်ချောင်းမှာ1500လောက်ရှိတယ်ကော်ဖီဆိုရင်ကောင်းပြီးလို့ရတာပေါ့ကောင်းပြီးလို့ရတယ်အဲ့တော့ကိုမန်းဒီခဏလေးမင်္ဂလာပါကမလေးမင်္ဂလာခဏလေးပြောလက်ကလေးပြောပြီးတော့အဲ့ဒါဘာကြီးပေါ်ပြီးကြီးနေတာတော့ကိုထားနေလို့ထိုင်းနေတာအဲ့ဒါကမတ်တိုင်းလောက်ပါနဲ့ပြောဒီမလေးရှင်မတိရလဲကြောင်မတွေ့တာအေးဝါလို့လှလို့ပြေလို့နော်ဟဲ့ဘာလို့ကြီးမယ်နော်ညနာဒီရင်မွန်းတယ်မတူနှာခေါင်းမိုးကြည့်လာတယ်အဲ့ဒါလည်းမနာမှုတာလည်းနှာခေါင်းဝှက်ချမ်းပါကောင်းမှုတာလည်းငါအဲ့တော့မတိရလဲကြတော့အဲ့တော့နည်းနည်းလေးချက်စားချစ်ဖို့ဒီလိုလူကျွန်တော်ရတရားပြီးတော့ချက်ခိုင်းတာကဘာမှရင်းစားကြည့်ရဟာချစ်ခိုင်းမှုလို့လို့မချစ်စမ်းပါမချစ်ဘူးလို့မချင်ကုတ်ပေးကြောက်ကြိုင်းမွေးနေတယ်လို့ပါကောင်းပါမချစ်ဘူးရပါတယ်ဝိရောင်ရဘာပဲလဲကိုကမင်းအတွက်နေဆိုရင်ဓာတ်ကုတ်ကုံနဲ့ဓာတ်ချင်းရှင်းခွက်ပေါ့ဓာတ်ကုတ်ကုံနဲ့ရစလုံးမသိရှိဓာတ်တော့ကုတ်ကတ်ကန်နေလို့ရှောင်းဒီကဒီဘာလို့လဲချစ်စမ်းပါမချစ်ဘူးလို့ဝိရောင်ဟာလေတကယ်ကိုမချစ်နိုင်ဘူးလားတကယ်ကိုမချစ်နိုင်ဘူးရပါတယ်ဝိရောင်ကိုကမင်းအတွက်နေဆိုရင်ဟိုပင်လေသမုတ်တရားကြီးကိုဆက်လီနဲ့ကူကဆက်လီနဲ့ကူကလားပြောမနေနဲ့ကိုမကြီးမကူရတာကွာတော်တယ်မချစ်စမ်းပါမချစ်ပါဘူးရှင်ရပါတယ်ဝိရောင်ကိုမင်းအတွက်နေဆိုရင်လေအပြည့်ပြည့်မျိုးမွေးငါကျုံနဲ့ဇွဲချိုးချစီရစီရမွေးငါကျုံနဲ့ဇွဲချိုးချကျိုးချတီးပါပေါ့အဲ့တော့မချစ်နိုင်ဘူးလားချစ်ဘူးဆက်ပါလေမင်းမချစ်ဘူးဆိုရင်တော့တ
ချင်းတဘောတော့ခုနဲ့တွဲဆိုစမ်းပါကွာအဲ့တော့ဆွဲဆိုမလားဆွဲပေးမှာပေါ့ဆိုမနော်ဒီအဲ့တော့လက်လေးပေးရကိုင်းလက်စတော့မချက်တဲ့ငါတော့ငါလားအဲ့တော့မင်းသမီးနဲ့ဆိုဒီလိုပဲရွာဘုံတော်ပစ္စည်းလိုပဲဘယ်လိုကိုကိုင်းရတယ်ငါကိုင်းသားမယ်နင်မကိုင်းနဲ့တော့ဒီမတော့နဲ့ငါအတွေ့အကြုံရှိတော့ဟာစသိန်းငုံချင်းထားတယ်ဒီလားမင်းသမီးကတော့အင်းဆန်နေတာပဲသူ့လက်နဲ့ကိုလက်နဲ့အကွာကြီးဟမ်အကွာကြီးပါလို့ကွာမှာပေါ့ရင်တော့လည်းငါတားဖြူတာအခုမှငါလည်းစိတ်ကြောက်အောင်လို့လက်ပါအဲ့တော့ဆိုမနော်မင်းတို့နေရာကြောင်းငါရှင်းနေပြီအောင်သွေးရမလို့ဒီကျောင်းရတဲ့မြို့နဲ့ဖိတ်ဖိတ်ထားဟုတ်အတော်မှာပါလေဟိုမှာဖိတ်ထားတဲ့မြို့ဟိုလည်းတမျိုးဘလူးနဲ့တော့အေးမောဒီမှာရေးထားဘာလဲတော့အိုးပါတဲ့မိသားစုလူတော်မင်္ဂလာပွဲကြီးပါဟုတ်ပါဒါကြောင့်ဝိညာဉ်တက်တဲ့ပညာနဲ့တစ်စိတ်တစ်ပိုင်းတတိသားကလာရောက်ပေါင်းပြီးဖြစ်ခွင့်ရတာအထူးဝမ်းသာပါတယ်ဟုတ်ကဲ့ပြိတ္တတယောက်ပြန်လာတဲ့သမီးရဲ့အငြိမ်ခံတန့်သိမ့်ပါပါရှင်ဒါဟုတ်ကဲ့ပုံမဲ့တယောက်ပြန်တော့မယ်သိရအောင်လေအလားအပေါ်သွားတာဟာအဲ့တော့အရေးကြီးတဲ့ဝက်လက်ကလေးနဲ့မြင်းမြင်းဆိုင်ဆိုင်ညီမနှစ်ယောက်ကကြည့်အောင်ရှင်ဟုတ်ပြီကိုပြက်တာလေးနဲ့မြင်းမြင်းဆိုင်က
ဆိုင်ခွေရလဲမင်းသမီးဖယ်လောက်တာပဲကြည်ကြည်နေတာဟောမင်းရခါကြီးငါ ပြလို့ရတယ်လို့ ပြေမင်းရခါ အော်တုံးနေပြီဟုတ်ကဲ့ မတော့သေးလို့ရှိမှာပါ ဒီစီဒီမှာတနေ့မှမရဘူး ရတယ် ဒီကနေ့လေးပါခွေစင်လာရရအောင်ပဲ ဟော ဟာလာဟာဒီဒီပါလာ ကားလေအဲ့ လာလာရတာဟာတော့ရတယ် ဒီလေမင်းသမီးတော့ကောက်ပါတော့ကားတော့ကွာ နာဝင်လေးနဲ့တူတဲ့ဝိငုံလက်အသေးလေးစင်နေပါတဲ့ကိုညာလေးချိန်ခွေပါစကားလေးလေးမှခွေစင်လာရရအောင်ပဲဟေး အားပြတာတော့ ဒီမင်းသမီးကမှလည်းထိတာလား အရာကားကြီးလို့လာတယ်ကားကြီးလို့လာပြီးကောက်မတော့ တကယ်ပဲသူကြောင့်နာလေးကတိကတိသူချစ်လေးညာနေလေးလာနေတယ် နီးတယ် ဟိုတော့ရရအချစ်မြတ်တဲ့ခါသား အကောင်မလေးအရောက်ပြင်သာသမီးမကျွေးထားလိုက်ပါတော့ တကယ်ပဲသူကြောင့်နာလေးကတိကတိသူချစ်လေးညာနေလေးလာနေတယ်ဘဝတတနာခုနာဝကျေးလေးအချစ်မြတ်တဲ့ခါသားဟေး ဟုတ်တာ အဲ့တော့ ကျေးဇူးတင်ပါတယ်မလား အဲ့တော့ဒီကောက်ပါတော့ဒီလည်းကောက်ပါလား နိုင်လေးမချင်ရလို့မောင်ရင်ခုန်နေရှက်တိုင်းတဲ့လာလေးကပဲလာပါပြီဒီပြရင်တော့လာလို့ပူချင်တော့လေဒီလိုပါပဲကွယ်ဟေး အားလုံးဘယ်လိုလူကောင်းပါလဲကလေးမပါလဲဒါမှငါမိမကွာအဲ့မိမပဲတော့လားဟဲ့အဲ့ဒါငါဟာသွားမထီးနဲ့နော် ဒီမင်းမီနဲ့မနဲ့ထိုက်တာတော့ငါပြောနေရလေ နေရကိုနစ်ဖင်ကြီးတဲပြီးတော့မကနိုင်တာသူများလျှောက်ပြောမနေနဲ့နစ်ဖင်ကြီးတဲလဲနေကိုမကောက်ကောကလည်းမဆိုးပဲဆိုပါမှာ အဲ့ဒါနေပြောစရာလားနေပြောစရာလား ရက်စရိုက်နမရဲ့ ရိုက်ကောင်းနေပွဲကုန်တော့မှာ ကျုပ်ကလည်း ဘယ်လိုတော့ မရမနိုင်တာမနိုင်တဲ့ဘောက မထွေးငိမ့်ငိမ့်ထိုင်းနေတာပေါ့ ပေးကန်တာကွာ ဒီမှာ အဲ့တော့ ဒီမင်းမီမကနေပဲ ကမှလည်းနင်းနေပြီကဟဲ့တော့ ဟ
မကနေ တိတိမြင်းနေတဲ့ဘုပြပြပွင့်လေးပဲချဝဲဝဲလေးလေကျအလားရပေပွင့်နေရပေပွင့်နေယူပြပလဲကလာဝိကောနေတော့နိုင်လို့နေဟေး ဒါဆိုဖွင့်ရတရားရ လက်ဟာ ဒီတိတိကျလာနော် ဟာ ဒါကြည့်အကြီးကြီးပဲနော်အခက်ပေါ်ပါဘာလို့ဟဲ့ ဘာလောက်ကြတော့တိုင်းရရောတော့ဟဲ့ နေမင်းမိကနေမြင်ဘူးလား မကောင်းတိုင်းစားပြီမကောင်း ငါမကလိုက်ရဘူးအမအပြာရောင်ကြီးနဲ့ကသွားတာနေရဲလေးမကလိုက်ရဘူး ဟောကိုခင်မတင်နိုင်ပြောတာမဟုတ်ဘူးရဲ့ဘာလျှောက်လို့မကောင်းတိုင်းစားပြီနေတာ ဒီနေ့ညငါပြင်ပြောင်းကိုထဲမပြောနဲ့မြင်းမြင်းမြင်းမင်းချစ်မိရဲ့ ဘာလို့ဆက်ပြီးတော့ မြင်းမြင်းမြင်းမင်းကြိတ်မိရဲ့စေတနာမောင်ကွာထားလို့မြင်းမြင်းမြင်းလာချင်လိုက် ဟောလိုက်တာဘာလို့ကြီးသွားတာပဲအဲ့လိုကိုရတော့ရ ဒီမှာ ရအဲ့လိုက 6ကပြမိုင်းနေပြောညီမလည်းတော့ကလာငါမြင်နေညီလာရလို့မင်းတို့ဒီမှာဘာလဲငါအခုကမလို့ငါကျိုးသားပန်းသားပြီးခန့်နေတာလေငါစုံမကြီးမယ်မှာဟိုဝီရောင်ကြီးကဝါလာတော့ကျွန်တော်မခန့်နိုင်ဘူးလို့ပြိဿကထင်မှကြောင့်လို့ကျိုးသားပြီးခန့်နေတာအဲ့ဒါနင်းကနင်းမှလည်းပါစပ်ပါတယ်နင်းမှလည်းစိုးကလေဘာလို့ဒီနာဆိုတော့သူလိုက်လေကနေရတော့နင်းတယောက်ဆက်ကကျနေတာငါလည်းကဖို့ဒီဝစ်စုံကြီးဝစ်ထားတာနော်နေဘာလို့နေဘာလို့အငယ်လက်တော်ကြီးလက်တော် အဖေဘာလို့ပြောအဖေသားနေ အနာပြရမနေချင်တာနောက်ဖမ်းနေပါတော့ထားတဲ့တိုင်းရှိရင်ဝိုင်းအောင်ထား အကောင်းလို့နော်ဒီဘွဲကဝိအောင်ဆိုပြီးတယောက်ထင်းခါထားတာဒါပေမဲ့တကယ်ချင်းရေလိုက်ခဲ့ပါဦးတဲ့အဲ့တမရလေးဒီရဲ့ပွဲနာတာအဲ့တော့လိုက်ခဲ့ပါဦးတဲ့ငါအတန်းနေဝင်နေလို့အတန်းနေနာနေလို့တဲ့ကုကပြီးပါဦးဆိုအေးငါလည်းလိုက်ခဲ့မယ်ဆိုပြီးတိုက်လာတာအဲ့တော့ကတာနှစ်ယောက်ကတာလေသူကြီးကလို့ရမလားဟမ်ဘာနေမလားတော့ဒီမှာနေကကျင်နေမှနေနောက်မှကလေငါအခုဆိုနေတာဝင်းမကနဲ့ငါဆိုနေတာဝင်းမကနဲ့လို့ကိုဘာဝင်းမကနဲ့တော့သူကြီးတောက်ချောက်ဆိုနေတယ်ညီမလေးကိုအလက်ပေးလို့လားညီမလေးမှန်တာပေါ့နောက်ပြီးကမဲမဲအခုဝင်းမကနဲ့ငါအခုကလာအောင်မယ်သွားဟောသားမှနေဟုတ်တယ်ရတဲ့ရမှာလည်းဒီကငါဖိမောက်ပေးရကျွန်တော်ဖိမောက်ပေးရတယ်လေဒီကထွက်အောင်ပို့ပေးရတော့တာကွာမြင်းမြင်းချင်းမိချစ်မိလေမြင်းမြင်းချင်းမိစိတ်မြင်စေတနာမောင်ခေါ်ထားလို့ပြင်းပြင်းပြင်းကချစ်လာလေဟေးပါလေတိုးပြီးကပ်ကောနော် သူရတယ်လည်းပြောလို့ဆိုတာမရတယ်လည်းပြောလို့ပေါ့ဒီကောင်အဲ့ကြတော့ तू ကလိုက်မဆိုနိုင်တော့ဘူးအဲ့တော့ဝိတ်တဲ့တိုင်းကိုလက်ရှိနေတယ်လက်ကလေးအနေကအသေးလာတယ်ဒုက္ခရဲ့မန်တဲ့တိုင်းကိုလက်ရှိနေတယ်လက်ကလေးအနေကအသေးလာတယ်ဘယ်လိုလုပ်ကြီးလဲမကြည့်ပဲနဲ့လက်ကြနေပါတယ်ဟေးဒါမှငါဟာပါကြီးကွာ
င်းသားအမေကလည်းမင်းသမီးအတော်ကလည်းမင်းသမီးဆွေနဲ့မျိုးနဲ့ရိုးနဲ့နော်အဲ့တော့မျိုးရိုးကိုသိခါသိရအောင် ဒီမှာကိုမရက်ကျုပ်ကလည်းအမေကြီးကမင်းသမီးအမေကမင်းသမီးအတော်တွေကမင်းသမီးအကိုကလူရှင်တော်မင်းသားတွေမင်းသမီးတွေကမွေးလိုက်တာဝိရောင်ကလည်းမင်းသမီးပဲလေကျိုးရကြတယ်နော်နောက်ပြအဲ့ကျိုးသားကတင်တာမဟုတ်လေညီမလေးကလည်းလက်နဲ့ချင်းနဲ့ကျိုးသားကတင်တာပဲညီမလေးမှန်တယ်မလားမဟုတ်ဘူးညီမလေးချင်တော့ညီကဘာလို့ချင်တာညီမလေးချင်တာအော်ဒါတော့တော့လည်းငါလည်းဖြစ်ပါတတ်တော့ပါတီတီလေးလေးပဲကတီတီလေးလေးတယောက်တည်းလေးပဲနေအရှင်ကငါနောက်မှကတော့မဟုတ်မကတော့ပါအဲ့ဒါကြီးဖယ်လိုက်ပါနိုင်ကြီးဖယ်လိုက်ပါနိုင်ကြီးဖယ်ထားလိုက်ပါနိုင်ကြီးဖယ်လိုက်တဲ့ရှိရှိလေးညီမလေးကမတတ်တော့တော့ဥမာဒီမှာတစ်ခုညနေရတယ်စေပါပြီစေပါပြီရတယ်ဟာတော့နှစ်ယောက်စေပါပြီလို့ရှိသွားပြီစေတယ်လို့သွားပါလို့ပြောတယ်တက်လေရှိတွေစိတ်ရင်းရတယ်အတက်လေရှိတွေမတင်နာစိတ်ရတယ်ဟေးအဲ့တော့ကိုမထိုင်ဒီခါကျတော့ပြေပါညမနစ်ကအပြူရွေးနေနံပါတ်3ကတော့မင်းကြီးကိုရွေးပါအဲ့တော့ဒီ3ရက်ကိုလေးကကြည့်ရအောင်အဲ့တော့ကလေးလေးရေကိုရေလုံးစကမယ်နော်โอเคမဥတော်ဘူးလို့ဘယ်မိတာဦးလို့ပါဟဲ့မမီးကပေးဦးလေလို့ငါမိတဲ့နဲ့ထိုးကြမှာဘလုံးနဲ့ဦးလို့ရာမိမိကတောက်လို့ဦးရဲ့တမိမိတာမမိမိကအလူတကာကြီးကလေမိမိကိုတောက်ကိုထော်ထားတာကိုရဲ့အေးလေဟုတ်တယ်ကလေအဲ့တော့မိမိတာမယ်နော်ကပါမိမိကဝလို့တိုက်တယ်ကိုကဘယ်ကမှာမမကြီးကမိမိတောက်လို့ရှင်လောင်းနေတာမမကြီးကလောင်းနေလို့နော်မလောင်းနဲ့ကိုပင်းလုံးကြည့်တယ်မလောင်းကြတယ်ဟာကိုကြီးတို့ကလည်းမိမိတောက်လို့ရှင်လက်ထုတ်တီးပြီဟာဒီမှာဘောတောင်းတီးနော်တောင်းတီးပြီနောက်ကတစ်ခွန်းကလည်းတောင်းတီးပြီဟုတ်တယ်စိုက်ခွက်လေးတောင်းတီးရနော်တောင်းတီးအေးတောင်းတီးပြောတာအဲ့တော့မိမိတောင်းလေမိမိကမောင်ထွေလေးနဲ့ထားချင်တာကအောက်ကဟိုမိမိကြီးကမောင်ထွေလေးတပိတ်လို့ကြောလို့မိကပြီးမယ်နော်တမယ်နော်အဲ့တော့တလေးလေးရေကမှဆိုတော့မောင်ထွေလေးရဲ့ဒီလိုတမယ်ချင်းလက်တော့ပြီးတယ်ဟုတ်ကဲ့ကွာအဲ့ဒီမောင်ထွေကြီးတိုင်းမလာနေကြီးမိုင်းနာရွေချီပြီးတင်းချလေးနေစီကလာမောင်ထွေတိုင်းမလာနေကြီးမိုင်းနာရွေချီပြီးတင်းချလေးနေစီကလာလာချူကြီးပြေးပါပြီပြေးရသည်ဘုပြေးမောင်ကြီးကြီးပြေးပါပြီပြေးရသည်ဘုပြေးမောင်ကြီးကြီးအဝိနတာချူချူကြီးမောင်ကျဲဝဲတဲ့ဆွေလေးဒီတင်းချမွေလေးဒီရှေးလေးဒီတဲ့အာဒီတိုင်းသားကြည့်တော့ရုပ်ကလေးမှန်တယ်လေ။
တယ်ဒီကလေး ကလေးမပြီးနေပြီပြီးလို့ပြီးမှကိုမသိအိကနာအိတ်ပြောနေတဲ့သဘောရှိတယ်ရာ ကလေးမဆိုတော့အိတ်ပြောသွားတယ်မှာ ဒါနံပါတ်1ကကလေးလေးပါကလေးလေးဆိုတော့မကတော့ကတာမပြီးကလားပြီးကလားရွေလေးပေါ့ ဟုတ်တယ် ဒီခါကျတော့အပြိုရွေ ပြိုလေးရော အပြိုရွေလေးဆိုတော့ဘယ်လိုမှတ်တော့အပြိုရွေလေးဆိုတော့ဒီလိုကတယ် စက်ကွန်ဆက်ရှစ်ပေါ့ စက်ကိုဆက်ရှိအပြိုပြင်းလေးတွေကြတော့ဒီလိုလေးတော့ပါမယ် ရွရွ မောင်ရွှေခိုင်မလာနေသည်မိုင်းသားလေးဆွေးသည်ခင်ခင်ပြမလေးနေသည်ကကောလလန်းငါချီမောင်ရွှေခိုင်မလာနေသည်မိုင်းသားလေးဆွေးသည်ခင်ခင်ပြမလေးနေသည်ကကောလလန်းငါချီတွေ့ပါပြီတွေ့ကချီကိုဝေးစေဟိုတွေ့ပါပြီတွေ့ကချီဘုံမေမဝေးစေတော့ဝေးနေတာဆိုချင်တယ်ဘုံရွှေလေးရွှေလေးတင်းပြမွေလေးဒီရွှေလေးဒီအကျိုးရွယ်လေးပါရှင် အလေးက စက်ကွန်ဆက်ရှစ်နေ အပြိုပြန်းလေးပဲလေးနဲ့ပဲလေးနဲ့လူပြိုရှိတ်ပြီးကလည်းကလေး ဒီမီးကလာနောက်ကဆိုင်ရတော့ဆွချရ ကတော့မင်းသမီး ဘုသားစားတယ်ချိပါတယ် ကတော့ရှိရမင်းသမီးကလို့နော်ဆွချတာနောက်ကဆိုင်ဆရာကိုဆွချကြတယ်လား ဘာဘာဥပဒေကလည်းလူမှာဘေးအိတ်ပြောနေတယ် ရှိပါလေ ဟမ် လူမရှိဘူး ဟုတ်လား ဒီခါကျတော့မင်းကြီးကို အများဆွချလို့မှာအဲ့လိုဆွချလို့မှာတော့ကိုင်းရဖို့ရတယ်အဲ့လိုကလုံးမနဲ့ဆိုရင်တော့အဲ့9000တော့ရပါတယ်အဲ့ဒါရင်းနေတယ်အဲ့တော့ဥက္ကဋ္ဌဘာလို့ညောက်စုမိချောက်လို့ပြောထားလားဟုတ်တယ်ဗျာပေါ့ပေါ့ဆက်ဆက်လုပ်တယ်လေဝိပရိသ အလုံးမင်းကြီးကိုပြသွားပြီ မဲ မင်းကြီးကိုရပေါ့ နောက်ကဆိုင်စီရတော့ညလုံးပြူပြီးတိတ်ချပြေတာပေါ့ကွာဒီချာတိကြဘယ်လိုပွဲဟာတော့လျှောက်ကူလာဆိုတော့ ဟဲ့ငါမြေတို့ ညာညာ လူကလို့တို့ လူကလေးလောက်ပါနေရလူကလုံးမလုပ်ပါနဲ့ မလို့ရှာလိုက်သွားတာရှာလိုက်သွားတာလူကလေးတို့ ညာ အနေသားမေတ္တာနဲ့မပြောအောင်ဟဲ့ညညတော့ပြောခါကောင်းလာညောင်းလို့ အေးမင်းအဲ့လိုအကုန်လေးကြက်ထားနော် ရောက်ညညပြောဟဲ့ ဘယ်လောက်မြန်ကြည့်အောင်ဒီ ပြောနာမည် မေသားနာမည်ကမိုးထက်လို့ခေါ်တယ်မေရဲ့ အမေလူနာမည်မေးလာဟဲ့ ကျွန်တော်ခိုးကြီးပါမေကျွန်တော်နာမည်ကမိုးထက် ဟဲ့နာမည်ကလည်းဖိုးထောင်နေတာဟဲ့ ဆောင်းဒီလေဘာပြောမလဲမသိအမေကလည်းသူ့ချင်တာလေးရှောက်ပြောနေရ နာမည်မေးလာသားရဲ့ မိုးထက်ငါပြော ကျော်ခွေးကန်ကြီးကမိုးထက်ပါဆုံးပါပဲ နားလေးတယ်ဟဲ့အမေကြီးကအသက်ကကြီးနေပြီ ရလေ ကြဲကြဲပြောဟဲ့ ဒီကိက Facebook ဖြစ် Facebook ကနေရောမယ် ညညပြော အမေမိုးထက်တဲ့အမေရဲ့မိုးထက် ဟမ်မကြော မိုးထက် ဘာပြောလား မိုးထက်ဒါလည်းငါဝန်တော့မှာ မိုးထက်တယ်ကြားပါအမေက ဟိုရ တတ်တယ်မကြားကြအောင်ဆောင်းနေ Facebook ကနေပြောတော့မယ်တောင်းလို့ရသူကနေဒီကွာ ဒါနဲ့သားဒီဘက်ကလူကလေးမိုင်းနေပြောဟဲ့ပြောခိုင်းပေးတာ မေသားနာမည် မိုးထောက်ပြီးသွားလို့ အမေသွက်ကမထောင်းနဲ့ မျက်လုံးကပုံတော့လေ ယောက်ျားလေးတို့အတက်ပြင်ပန်းတဲ့သွက်ကမထောင်းနဲ့ မတော်လို့ထောက်ပြီးသွား မတော်လည်းမထောင်းမယ်တော်လည်းမထောင်းမယ်နော် ပြပြသားနာမည် သားနာမည်ပဲဝမ်းတီးတယ်မေ အမလေးနာမည်ကလည်းမင်းနာမည်ကလည်းဖိုးတုတ် အဲ့ဒါဖို့တော့မှာတော့မေခန္ဓာကွာတင်းတင်းလေးပါမေ နာမည်ပြောပါဟဲ့ နာမည်ဝမ်းတီးတယ်မေဝမ်းတီး ဟမ် ဝမ်းတီးမေဝမ်းတီး ဖိုးထောင် လုံးပြန်မောဖိုးထောင်တာမေကုချိဖိုးထောင်တာမနေ့တော့မှဖိုးထောင်တဲ့ မကြားလို့ဟဲ့ကြဲကြဲပြောမေး အကြရင်အမေကိုသာဖိုင်ပါနေပြောဖိုင်ပါနေ ပြောပြော
ဝမ်တီတယ်မေဝမ်တီတယ် ဟမ် အော်ဝမ်တီတယ်မေဝမ်တီတယ် အေးဝမ်တီတယ်ကြားပြီ အာ တိုက်ရိုက်ပဲအဲ့ဒါဆိုရင်လိုက်ရှင်း အမေဘိုင်ကပဲပင်ချင်းနေတရားစီတွေထွက်သွားနေတယ် တော်ပြီဟဲ့တောက်ကြရတယ်မပြောနဲ့မေလည်းခါကောင်းလာညောင်းလို့မင်းတို့တစ်ဖွဲ့လုံးလည်းအမေဖေကြီးပြထားတယ် အဲ့ဒါကပိုးပြီးအားရှိရတာတီးရတာပိုးကောင်းတယ် ဒါနဲ့ငါသားတို့ကအမေဖျားဘူးလေးပါလေးလိုက်ပို့ချင်ဘူးလားဟဲ့ ပို့ချင်တာပေါ့အမေရဲ့ ဟုတ်ဟဲ့ဖျားဘူးအမေကသွားကြလို့ အမေအားဆိုရင်အမေဒီနေ့ကျွန်တော်တို့ဒီတကူးလာတရားမရောက်ခင်ဟိုဖျားကိုသွားမယ် နဲ့ဖျားတော့ ရန်ကုန်ကရွှေတကုံကိုသွားမယ်ရွှေတကုံ အမေလေးရန်ကုန်ရွှေလုံးတော့အမေကတက်ရွှေ့ရွှေ့ ဟမ် တက်ရွှေ့ရွှေ့ ရန်ကုန်ရွှေတကုံနဲ့ရွှေပါအဲ့တော့အမေဟိုကျွန်တော်ငါတက်တော့ရခြေတော်ရသွားမယ်ခြေတော်ရ အမေလေးအဲ့ဒါတော့အမေကတက်ဖို့ဖို့ ဟမ် တက်ဖို့ဖို့ သူခြေတော်ရတဲ့တဖွတ်ဖွတ်အဲ့တော့ကျွန်တော်ပြောမယ်အမေဘကားကနေပြီးရွှေသီးကုံသွားမယ်ရွှေသီးကုံ အမေရွှေစည်းကတော့အမေကလေစိုးသူနဲ့တက်ဖို့ဖို့တက်ရွှေ့ရွှေ့ ဩအဲ့လိုတခါတော့ပါသွားပြီပေါ့ဘယ်ချိန်တော့ပါရတာဟမ် အမေအဲ့တော့ရောက်ဘူးတယ် အဲ့တော့အမေတို့ မရောက်ဘူးတဲ့နေရာပို့ မရောက်ဘူးတဲ့နေရာ အေး မရောက်ဘူးတဲ့နေရာမေဘေးနေရာတော့ ပို့လေနေလို့ပို့လေ အဲ့တော့ကျွန်တော်ပို့မယ်အမေဟုတ်ကြော်မတော်ကမျိုးသေးဒီသွားမယ်မျိုးသေးဒီ အမေလေးမျိုးဦးစီတော့အမေကမင်းရံခါနဲ့တက်ဖို့ဖို့ မျိုးသေးဒီကြမေးရကားတဲ့ဖွတ်ဖွတ်တဲ့အေဂနာတို့တယောက်ကလာမျိုးသေးဒီရဲ့သွားပြီးတော့ဘုံပါလေချီးသားလည်းတူတယ်ဘယ်ပိုင်းကတော့ကြားတယ်ဘာမှမလုပ်ကပြောနေပြောနေ နည်းပြောကြဒီမှာခါကောင်းရတာပြောလို့ပါ အဲ့တော့အမေကိုကျွန်တော်ခေါ်မယ်အမေဟိုကျွန်တော်ခခိုင်းဘက်ကခခိုင်းကောင်းမှုတော့ဖျားဦးသွားမယ်ခခိုင်း အ ကောင်း မေ မှု လေးကမှုတော့အမေကတက်ဖို့ဖို့တက်ရွှေ့ရွှေ့တော်ပြီအမေကယောက်ျားတွေမုန်းလို့အခုချိန်ဒီတယောက်တည်းအပြိုကြီးဖြစ်နေ ဟုတ်တယ် ယောက်ျားတွေမုန်းလို့ယောက်ျားတွေနဲ့ဝေးတဲ့နေရာပွားမယ် ဘေးနေရာတော့ အမေဘောလုံးဝဲနေတာပို့ ဘလုံးဝင်းနဲ့ယောက်ျားလေးတွေကြီးကနာလေးမေးရဲ့ အဲ့ဒါကြောင့်သွားကျင်တာပဲအမေကလည်း အမေအဲ့ဆိုရင်ယောက်ျားလေးကြီးတာရှိတယ်ဟိုနေရာရှိသေးတယ် ဘယ်နေရာတော့ စစ်တက်ထည့်သွားပါလားမေ တော်ပြီအမေမသွားတော့တော်ပြီအဲ့တော့အမေကမယ်နော်အမေတစ်ပိုင်းလောက်တော့ကကြံသေးတယ်တားရနော်အားကုန်းကလည်းညောင်းနေ ဟုတ်တယ်အမေတပိုက်ပဲနော် တစ်ပိုင်းပါပဲ တပိုက်ပြီးရင်တော့တာကြောဖြစ်တော့ နောက်ကအမေသားတော့ပေးပါ ဟမ် တော့ပေး ကောင်းလေးတော့ပေးတော့မရဘူးတဲ့ဖီးရွယ်ရှိတယ်တဲ့ ကမယ်နော်ဘယ်လိုမောင်ရွေးခိုင်မလာနေလေအမိုင်နဲ့ဝင်းနေ ငါ့ကိုပြီးတော့ ခက်ခဲမရနေဒီကတော့ဟိုလေလာငါဒီတော့မောင်ရွေးခိုင်မလာနေလေအမိုင်နဲ့ဝင်းနေခက်ခဲမရနေဒီကတော့လေလာငါချင်ဒီတော့ဟောတွေ့ပါပြီဝေးကချင်ကိုဝေးအောင်ဝေးစီဟောတွေ့ပါပြီဟောဝေးကချင်ကိုဝေးမဝေးစီတော်ရတဲ့သူချင်ကြီးဘောင်းချင်းဝေးတဲ့ရွယ်နေပြီတားရဲ့ပြပြမွေးနေပြီစိတ်နေနေတော့ အလေးကသူ့ရွေးရဟောရုပ်ကင်းအမေကစာသေးတယ်အရွယ်ရဟိုလားအကလည်းကလည်းအမေမကြကျွန်တော်နာမည်ဝမ်းဒီလို့ခေါ်ရင်တော့အမေနော် လာတော့ ကျ ကြော န် က် တဲ့ တော့ တဲ့တွေမလာ ပွဲကားတော့ရတယ်ပါလား အလေးဒါပေမဲ့ပြောလို့ပြောတာပါကျွန်တော်တို့စုကြတဲ့ပတ်သက်၎င်းဖြစ်ပါကျွန်တော်တို့လူရှင်တော်တွေစုကြတဲ့ပတ်သက်၎င်းဖြစ်ပါ ဘာလို့မလို့ ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကစုကြဝင်တဲ့သိန်းရပါတယ်အခုဒီပွဲမှာနောက်မှ9000ခု9000 1000ရပါပြီဒီပတ်သက်တွေကျွန်တော်တို့၎င်းမလုပ်ပါဘူးဘာလို့ပါကျွန်တော်တို့ရေရှားတဲ့အရက်မှာရေတွန်းတူးပါတယ်ဟုတ်ကဲ့ရေတွန်းတူးပြီးကျွန်တော်လူပါတယ်ဟုတ်ကဲ့ကျွန်တော်အစီအစဉ်ရှိတဲ့နေရာတစ်ခုတော့ရှိပါတယ်ဘယ်နေရာမှာကျွန်တော်ရေတွန်းတူးမဲ့နေရာကတော့
ARD မြစ်ထဲကိုရေနှုတ်တို့စီနေရှိပါတယ်